Okay မြန်မာစကားပြောဒီ AI ဗီဒီယိုတွေကိုကျွန်တော်တို့24နာရီအတွင်းကျွန်တော်တို့တဝါကြီးဘယ်လိုထုတ်မလဲဆိုတော့ကျွန်တော်အခုဒီဗီဒီယိုမှာတည်တည်ချာချာလေးရှင်းပြသွားမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ဗီဒီယိုထုတ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်ပြထားတဲ့ဒီ website လေးကိုတွားရမှာပေါ့နော်ဒီ website လေးနဲ့မယ် Okay ဒီ website လေးကိုကျွန်တော်ရုံးဝင်လိုက်မယ် Okay အရင်ဆုံးဝင်လိုက်မယ်ဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာဒီလိုပုံစံလေးမြင်ရမှာဖြစ်ပါတယ်သူကရက်အကအသက်ရှိတယ်ပေါ့နော်ဒီ website မှာက20နှစ်နေ့23တွဲ2ရက်ပြီးတာအဲ့2ရက်အတွင်းမှာကျွန်တော်တို့မှာvisa ကvisa ကရှိရင်ကျွန်တော်တို့register လေးလုပ်ပြီးတော့မှသူ့ကိုကျွန်တော်တို့24နိုင်အတွင်းကျွန်တော်တို့မြန်မာစကားပြော AI ဗီဒီယိုစိုက်ကြိတ်ဖန်တီးလို့ရမှာပဲဖြစ်ပါတယ်တခြား season 2.0 တွေတခြား Omni Gemini ရဲ့ Omni Flash တွေကိုစိုက်ကြိတ်ဖန်တီးလို့ရမှာပဲဖြစ်ပါတယ်Okay အရင်ဆုံးကျွန်တော်တို့ WhatsApp ရပြီရှင်ပါလို့ရမလဲရှင်ကျွန်တော်တို့ဒီမှာအရင်ဆုံးပါလို့ဝင်နေရှင်ဒီမှာအဲ့မှာသူပြောတာဒီမှာဒီမှာသူရေးတာဒီမှာတွေ့လား sign up and get for $0တဲ့ဒီမှာသူက1 day ရယ်16နာရီပဲကျန်သွားအဲ့ရှင်ကျွန်တော်တို့ဒီမှာသူပြထားတဲ့အောင်ကျွန်တော်တို့နှိပ်လိုက်မယ်ဒီမှာ sign up get for $0ပေါ့ဒီကျွန်တော်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာခဏလေးစောင့်နေမယ်တိုင်းကြားနေလို့Okay ဒီမှာကျွန်တော်အကောင့်ဝင်ရတူတကယ်တော့အကောင့်ဝင်ရတဲ့ဒီမှာလေအကောင့်ဝင်ပြီးလိုက်နော်Okay ဒီမှာအကောင့်တောင်းနေပြီပေါ့နော် Okay ကျွန်တော်တို့Google နဲ့ပဲဝင်လိုက်မယ်Time we Google နဲ့လိုက်မယ် Okay နဲ့လိုက်မယ်နဲ့လေးပြင်ခဏလေးတော့စောင့်ပြီးမယ်ဒီကျွန်တော်တို့ Gmail ကျွန်တော် Gmail နဲ့ချက်ရမှာဖြစ်ပါတယ်အဲကျွန်တော် Gmail နဲ့အရင်ချက်လိုက်မယ်အကောင့်ခဏလေးစောင့်တပြေးလိုက်မယ်လိမ့်ရကြနေတယ်waiting just a moment သူက24နိုင်အတွင်းကျွန်တော်တို့စိတ်ကြိတ်ထုတ်လို့ရပါတယ်24နိုင်ကျော်သွားရင်ကျွန်တော်တို့က visa ကတ်နဲ့ချိန်တိုင်း visa ကတ်ကိုပြန်ပြီးတော့မှဖြုတ်ပြီးမှရမှာပေါ့နော်တကယ်လို့ visa ကတ်ကိုပြန်ပြီးတော့မဖြုတ်ပေးဘူးဆိုရင်ဘာဖြစ်သွားမလဲဆိုရင်ကျွန်တော်တို့ရဲ့ visa ကတ်ထဲမှာပတ်စံရှိရင်သူကပတ်စံကိုဖြတ်သွားလိမ့်မယ်တလားကိုဘလောက်ဆိုပြီးတော့ဖြတ်သွားလိမ့်မယ်24နိုင်အတွင်းကျွန်တော်တို့က visa ကတ်ထဲမှာရှိတဲ့ပတ်စံတကယ်လို့ visa ကတ်ထဲမှာပတ်စံမရှိဘူးဆိုရင်တော့ကိစ္စမရှိဘူး cancel မလုပ်ပြတဲ့ကိစ္စမရှိဘူးတကယ်လို့ visa ကတ်ထဲမှာပတ်စံရှိနေကျွန်တော်တို့24နိုင်မပြည့်ခင်ကျွန်တော်တို့ဘာလုပ်ပေးရမလဲဆိုရင် cancel လေးနှိပ်ပေးရမှာပေါ့နော်visa ကတ်ထဲမှာပဲသွားပြီးတော့ကျွန်တော်တို့ဒီဟာလေးကိုဆက်မတော့ဘူး cancel လေးနှိပ်ပေးရမှာပေါ့နော် okay ဒီမှာရပြီရှင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ရေးတယ် for personal ကိုဒါပါတော့ကျွန်တော်တို့ဒီမှာကြိတ်ရရွေးရတယ်ပေါ့နော်ကျွန်တော်ဒီနေ့နေရွေးတယ်မှာ beginner okay ဒီမှာကျွန်တော်ဒီမှာကshort okay ကျွန်တော်ကြိတ်ရရွေးလို့ရတယ်ဒီမှာဒီကျွန်တော်ဒါကိုရွေးလိုက်မယ်ကျွန်တော်ဒီမှာတိတောက်ရွေးလိုက်မယ်okay ရပြီကျွန်တော်တို့ရပြီဆိုရင်ဒါသူရဲ့ website ထဲရပြီပေါ့နော်သူရဲ့ website ထဲရရင်ကျွန်တော်တို့သူက58% discount ပေးထားပါတော့ကျွန်တော်တို့အခုချိန်မှာဝင်မယ်ဆိုရင်58% discount ရမှာပေါ့နော် promo code သုံးပြီးတော့မှဒီမှာ claim discount ဆိုရဲကျွန်တော်ဒီမှာမဝယ်တော့ကျွန်တော်တို့က24နိုင်ဆက်ချက်ပဲသုံးမှဆိုတော့ခဏလေးဖျက်လိုက်မယ်ဖြည့်ပြီးတော့မှဒီမှာလည်းသူပြန်ပြောထားဒီမှာသူကတစ်လကို$26ပေါ့နော်47% off ထားပြန်ဒီလောက်ကို$26မှာပါမလဲရှင်တော့ credit 1000ပဲပါမယ် nano banana 50 season 2.0 ကိုဗီဒီယိုလေးပုတ်ထုတ်ရမယ်ဆိုတာလေးပါမယ်ပြီးတော့သူတယောက်မှာပါသေးတယ်ပါလဲဆိုရင်ဒီမှာကြည့်တော့ဒီမှာတစ်ခုရှိတာ all model 7 day unlimited ဆိုတာလေးရှိတယ်ဒီဟာဝယ်လိုက်ပြီးဆိုရင်ကျွန်တော်တို့7 day unlimited ရမှာ season 2.0 တွေ flash 2.0 mini flash တွေ 5.0 လေး nano banana တွေ Gemini Omni Flash ဆိုတာဒီပါရမှာမြန်မာစကားပြောဖန်တီးဖို့အတွက် okay ကျွန်တော်တို့ဒီဟာမှာကြည့်တော့ကျွန်တော်တို့9ရက်ပဲသုံးမှဆိုတော့ရတယ်ကိစ္စမရှိဘူးဒီဟာကိုကျွန်တော်အမှားရှင်းနေလဲမယ် okay
ရောက်လာပြီဆိုရင်ကျွန်တော်တို့ပါရှက်လောက်ရမလဲဆိုရင်ကျွန်တော်တို့24နာရီဗီဒီယို generate လုပ်ဖို့ရှင်ဒီမှာဒီမှာတွေ့ရပါတော့ဒီမှာ limited offer ဆိုရင်ဒီမှာ get free trial for $0ရှိလိဆိုရင်ဒီကလေးဒီမှာမတွေ့လို့ရှင်ဒီမှာပဲဒီဗီဒီယိုနောက်သွားပြီးတော့ကျွန်တော် create video နဲ့လို့ရတခြားဟာလည်းနဲ့လို့လည်းရတယ်ဒီကျွန်တော်ဒီမှာပေါ်နေဆိုတော့ဒီမှာပဲနှိပ်ပြလိုက်မယ်ဒီမှာနှိပ်မယ်နှိပ်ပြီးတော့မှကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ဒီမှာကျွန်တော်တို့ visa card ထည့်ပေးရမှာပေါ့နော်ကျွန်တော်တို့နိုင်ငံတကာအသုံးများတဲ့ visa card ပေါ့နော်ဥပမာ AR တို့ UAB တို့ကျွန်တော်တို့တစ်ခုခုကိုသုံးပြီးတော့မှဒီမှာ visa card လေးချိန်ပေးပြီးရင်ကျွန်တော်တို့ဒီမှာသူကregister လုပ်ပြီးရင်ကျွန်တော်တို့24နာရီ free စိတ်ကြိုက်ဗီဒီယိုသုံးလို့ရမှာဖြစ်ပါတယ်။ Okay ကျွန်တော် visa card ချိန်ပြီးပြီဆိုရင်visa card ချိန်ပြီးတော့တစ်ခုတည်းထားရမှာကျွန်တော်တို့က24နာရီမပြည့်ခင်ဒီ visa card ကိုပြန်ဖြုတ်ပေးဖို့လိုတယ်ပေါ့နော်။ဒါလည်းမခက်ပါဘူးကျွန်တော်တို့ visa ထဲကိုသွားပြီးတော့မှ visa account ထဲကိုသွားပြီးတော့မှ cancel လေးနေပေးလိုက်အောင်ပဲ။မခက်ပါဘူးအဲ့ဒါလေးတော့ဒီတကယ်လို့ visa card ချိန်ပြီးပြီဆိုရင်ကျွန်တော်တို့ဘယ်လိုပုံစံလေးပြမလဲဆိုရင်ဒီမှာကျွန်တော်တို့ကကျွန်တော်ဒီမှာဗီဒီယိုတစ်ခုထုတ်ထားတာပေါ့နော်။ဒီမှာဆိုရင်ဒါကကျွန်တော်နောက်ထပ်တစ်ကောင်ပေါ့နော် visa card နဲ့ချက်ထားတဲ့အကောင်ဒီဘက်အကောင်တော့ကျွန်တော် visa card နဲ့မချက်ရသေးဘူးဒါကျွန်တော်ရှင်းပြတာပေါ့နော်ဒီမှာကျွန်တော် visa card နဲ့ချက်ထားတဲ့အကောင်မှာရှင်းကျွန်တော်ဒီ Gemini Omni Flash ကို unlimited ဆိုရရှိတယ်တကယ်လို့ဒီနေရာမှာ9 second တိပဲအနေ9 second 10 second ဆိုရင်တော့ unlimited မရတော့9 second တိပဲ9 second ကိုကျွန်တော်တို့က unlimited mode လေးဖွင့်ထားပေးနေမှရှင်ကျွန်တော်တို့ video လေးကိုစိုက်ကြည့်ပြီးတော့မှ unlimited ထုတ်လို့ရပြီဖြစ်ပါတယ်Okay ဒီဗီဒီယိုကတော့ဒီလောက်ပါပဲမရှင်းနိုင်ရှင်ကျွန်တော်ရဲ့ chatbot ထိလာပြီးတော့မှမေးလို့ရပါတယ်